1994 ခုနှစ်ရဲ့ညတကောင်အချိန်မှာဆူဆူရဲ့အာကောင်ချစ်ပြီးအော်ဟစ်ကြွေးကြော်လိုက်တဲ့အသက်ဟာကမာရုပ်ဘူတာယုံလန်းတစ်ခုလုံးကြားရလောက်အောင်အထိကြံလောင်လုံးလာခဲ့တယ်မင်းလားကွလူတွေအများကြီးတက်ရဲတယ်ဆိုတဲ့လူမိုက်ကမာရုပ်ဆိုတာကမာရုပ်ကနာမည်ကြီးလူမိုက်ဆိုခွေးတောင်စားမင်းခက်ကုန်ပြီကွအားလုံးထွက်ကြည့်ကြပါဗျာနာမည်ကျော်လူမိုက်ကမာရုပ်ခွေးတစ်ခုကိုကျွန်တော်တို့စုံမနေတာဆိုပြီးအော်လို့နေတာပါအော်နေတဲ့သူကအာရမိုးဆိုတဲ့တန်တိုတန်ဆောက်ပစ္စည်းရောင်းဝယ်တဲ့ပေါ်တက်ကလားညီနောင်ဖြစ်ပြီးသူ့ဖေးမှာကမာရီမူတူးဆိုတဲ့သူ့ညီပါပါတယ်အာရမွန်ကလက်တစ်ဖက်ကလူတစ်ယောက်ရဲ့ခုပ်ပိုးကိုဆွဲထားရင်လက်တစ်ဖက်မှာလည်းဓာတ်ရှိကိုကင်ထားတယ်သူနဲ့အတူဘေးကသူ့ညီမာရီမူတူးကဓာတ်ရှိကန်လေးရပါလာပါတယ်ခုပ်ပိုးကိုအဆွဲခံထားရပြီးဒရိုတိုက်ဆွဲခံနေရတဲ့အသက်50ဝန်းကျင်လူကတော့ကဲဘာယူဝါတဆဆအော်ဟစ်လို့နေပါတယ်အဲ့ဒီလူလက်မောင်းမကဓာတ်တရတွေနဲ့သွေးတွေရွှဲနစ်လို့နေလေရဲ့သွေးတွေရွှဲနစ်နေတဲ့လူကကဲကြပါအောင်ဗျာကျွန်တော်ကိုကဲကြပါအောင်ကျွန်တော်လူမိုက်မဟုတ်တော့ပါဘူးကျွန်တော်ကိုကဲကြပါဆိုပြီးကဲပါယူပါလို့လမ်းထဲကလူတွေကိုကလေးတယောက်လိုပဲအာကောင်ချစ်အော်လို့အကူအညီတောင်းနေခဲ့ပါတယ်အဲ့ဒီကဲပါယူပါတစားစားအော်နေတဲ့သူကတခြားသူမဟုတ်ပါဘူး1989ခုနှစ်ဝန်းကျင်ကရန်ကုန်မြို့မှာတလအတွင်းလူရှိရက်ကိုတယောက်ပြီးတယောက်ရက်ချင်းပေးပြီးရုပ်ရှင်ဆန်ဆန်တက်ခဲလို့နာမည်ကျော်ခဲ့တဲ့ကျော်ရှိန်ခေါ်အငယ်လေးခေါ်ကမာယိုးဆိုတဲ့သုံးမြရာရာဇဝင်လူမိုက်ကျော်ကြီးပါပဲသတင်းတွေကိုမတူကွဲပြားတဲ့ရှုထောင့်ကနေရှုမြင်ခန်းစားခြင်းနဲ့မှုခင်ဖြစ်ရမှန်ရဲ့မြုပ်ကွက်တွေလှုပ်ရချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတဲ့သတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်1980ခုနှစ်ဝန်းကျင်ရန်ကုန်လူမိုက်လောကမှာကမာယိုးဆိုတဲ့နာမည်ဟာမတိတူမရှိလောက်အောင်ကျော်ရှိန်လို့ပြောလိုက်ရင်လူမိုက်ချင်းခေါင်းထောင်မကြည့်ရဲလောက်အောင်ဒိတ်ဒိတ်ကျလူစိုးစင်းရဲဝင်ပြီးနာမည်ဆိုးနဲ့ကြော်ကြားခဲ့ပူတဲ့သူပါသူ့ရဲ့နာမည်ရင်းကကျော်ရှိန်ခန္ဓာကိုယ်ကခပ်ပိန်ပိန်ပပပုံစံရှိပြီးအရက်အမောင်အနေတော်အသားလက်လက်နဲ့လူမိုင်းလို့ပြောရင်ယုံလို့စရာမရှိတဲ့တာမန်အရက်တွေကမြင်နေကြလူပိန်လေးတစ်ယောက်လိုပါပဲကျော်ရှိအမေကဈေးရောက်နေအဖေကတော့ဘာအလုံးမမဲရမလို့ပဲအမြဲတမ်းအရက်နဲ့လူနဲ့မပြတ်ရအောင်အသက်ရှူသလိုကိုမိုးမလင်းကအရက်တောက်နေတဲ့လူတစ်ယောက်ပါမူးလာတိုင်းမိမကိုရိုက်ပြီးရိတ်နဲ့ရမှာလဲလက်တံပြောင်းလို့လာတာကြောင့်တလားလုံးကယုံကြောက်ရပါတယ်မိမဖြစ်သူကလည်းအရိုက်ခံရတာများလို့ထူလာတလားတော့မသိဘူးတစ်ချက်ရိုက်တစ်ခါဆဲနဲ့အမြဲတမ်းခံပတ်လေးရှိတယ်။ရံပွဲတွေဖြစ်လို့အပြပြအလာညင်းညင်းပပရုံရုံမမာတွေအော်ဟစ်ဆဲဆိုကြတာဆိုတော့ကျော်ရှိန်တို့မိသားစုဟာပတ်ဝန်းကျင်အတွက်အတော့စိတ်ပစ်စရာကောင်းတဲ့မိသားစုပါပဲ။ကျော်ရှိန်မှာမောင်မောင်အေးဆိုတဲ့အကိုတယောက်ရှိတယ်။သူလဲလူမိုက်ပါပဲ။ဒါပေမဲ့သူ့လောက်တော့နာမည်မကြီးဘူး။မောင်အေးကိုအကြီးမို့အကြီးကောင်လို့ခေါ်ကြရကနေကျော်ရှိန်ကလည်းအငယ်လေးဆိုပြီးဖြစ်လာခဲ့တာ။စင်းရဲသားစိတ်ရိုက်မိသားစုတွေရဲ့ထုံးစံအတိုင်းကျော်ရှိန်က3နှစ်အထိကျောင်းနေပြီးနောက်ရက်ွက်တဲ့လေးလေးလူငယ်အပေအတေလေးဖြစ်သွားခဲ့တယ်။အိမ်မာနေဖို့ကလည်းအဖေနဲ့အမေကအမြဲတမ်းတစ်ချက်ရန်ဖြစ်နေတာကြောင့်ကျော်ရှိန်တို့ညီအကိုဟာအိမ်မကပ်ပဲရက်ွက်နာကကလားစိရလေးရဲ့ဓဏီတော်မှာဓဏီရည်တော့ဖဲရိုက်ချက်တိုက်နဲ့လမ်းမအသက်ပညာတွေသိရင်ပြီးနောက်တော့ကီလီဘတ်မှာစကြက်သွားကြတယ်။ကျော်ရှိန်အမေကကီလီမှာကုံစိမ်းရောက်နေလေဒါကြောင့်ပဲကျော်ရှိန်တို့ညီအကိုဟာသူ့အမေကုံစိမ်းကျူရာကီလီလန်းနဲ့အကျွမ်းတဝင်ဖြစ်လာခဲ့ပြီးကူလီလန်းလူမိုက်လောကမှာကျင်းနေဖို့အတွက်လမ်းစားရသွားကြတာပါပေလိုက်တေလိုက်ရံဖြစ်လိုက်နဲ့ဖြစ်တန်းနေရင်ကျော်ရှိန်မမျောလိမ့်မယ်မိမရသွားခဲ့တယ်သူ့မိမနာမည်ကမိအေးတဲ့မိအေးကအေးရက်ကွက်တဏီတော်အဆက်မနေနေတဲ့သူ့တငယ်ချင်းမွန်နာရဲ့ညီမမိမရပြီးတိတ်မကြခင်မှာပဲတငယ်ချင်းတွေအုပ်စုလိုက်ဖြစ်ကြတဲ့ရိုက်ပွဲမှာကျော်ရှိန်ကအားလုံးကိုစားတယောက်တည်းကျူးလွန်ကြောင်ဖျောက်ချက်ပေးခဲ့ပြီးထောင်နဲ့တစ်နှစ်ကြာသွားခဲ့တယ်ဒါပေမဲ့တငယ်ချင်းတွေအပေါ်ထားတဲ့ကျော်ရှိန်ရဲ့စေတနာကအရာမထင်ခဲ့ပါဘူးကျော်ရှိန်ထောင်ထဲရောက်ပြီး6 လ 10 လလောက်ရှိတော့မိအေကအတောင်တက်ခံရပြီးနှက်သမီးဖြစ်သွားတယ်အဲ့ဒီခေတ်အခေါ်အဝေါ်ကတော့လိုင်းပေါ့တချို့လူတွေအဆိုအရမိအေဒီဘဝကိုရောက်အောင်ကျော်ရှိန်ပေါ်လာလူရင်းတွေကအတောင်တက်ပေးလိုက်ကြတာလို့ဆိုကြပါတယ်စာဝတ်နေခက်ခဲတဲ့မိန်းကလေးတယောက်အတွက်အလွယ်ကူဆုံးအမြန်ဆုံးငွေရဖို့အတွက်ဆိုရင်ဒီအလုပ်ပဲရှိနေခဲ့တာ哦အပြင်ကမိရဲ့တရင်ကိုထောင်ထဲကကျော်ရှိန်တိသွားတဲ့အခါမှာထောင်ထဲကနေရစတန်ပို့လိုက်တယ်မင်းတို့အားလုံးကိုတယောက်မကြံငါတတ်မယ်တဲ့အပြင်ကအုပ်စုကတော့ငယ်ပေါင်းတွေဆိုတော့ဒီကောင်လူသက်ရဲမယ်လို့ဘယ်ယုံကြပါမလဲဟီဟီဟာဟာနဲ့ပဲလောင်လို့နေကြတော့တာပေါ့ကျော်ရှိန်ကတော့တကယ်ပဲသူပြောထားတဲ့စကားနဲ့အညီမိအေကိုအတောင်တက်ပေးသူတွေကိုတယောက်ပြီးတယောက်အကွက်ကြကြစီစဉ်ပြီးတက်ခဲ့ပါတယ်သူကျူးလွန်တဲ့ပုံကရုပ်ရှင်ဆန်ဆန်စိတ်ကိုရင်ဆန်ဆန်ပဲလူတက်မှုတွေကိုဇက်တိုက်ကျူးလွန်ခဲ့တယ်ကျော်ရှိန်တက်တာကိုပထမအဆုံးခံခဲ့ရတဲ့သူကတော့အသက်22နှစ်အရွယ်တင်ထွန်းဆိုတဲ့သူပါပဲတင်ထွန်းကအထက်သားဆက်ရုံမှာအလုပ်လုပ်ပြီးအသားဖြူဖြူအရက်အမောင်းကောင်းကောင်းနဲ့မိမကြက်ရုပ်ရည်ရှိတဲ့လူကျော်တစ်ယောက်ပြီးတော့နိုင်ငံခြားလက်ဝဲကိုမြို့နယ်လက်ရွေးစင်အစိမ့်ရှိတဲ့အားကစားသမားတစ်ယောက်တင်ထွန်းကိုကောင်းကောင်းသိကြတဲ့လူတွေပြောစကားအရာကတော့သူဟာတိုင်ဘက်ကိုကြားမော်လှည့်သိတဲ့နေရာမှာတိတ်
ဉာဏ်တိတ်တည်တတ်တယ်လို့ဆိုကြတယ်တင်ထွန်းကကျော်ရှိလိုအပေအတင်နဲ့စိုးဖို့ဆိုဘတ်တော့မဟုတ်ဘူးဒါပေမဲ့မိအေကိုဖျက်ဆီးတဲ့အထဲမှာသူကအတိကနေရာကပါတာမလို့ကျော်ရှိကသူတက်ရမဲ့လူစင်းရင်းတွေကိုထည့်ထားလိုက်တာပါတင်ထွန်းကတော့သူ့အသည့်တွေကိုကျော်ရှိသူ့ကိုချိန်တဲ့အကြောင်းဟာတာလုပ်ပြီးတော့ပြောလို့နေသေးတယ်ကျော်ရှိကသူ့ကိုကမာရုပ်ပူတာယုံနာကမျက်လေးယုံလန်းထဲမှာမနေ့ပြညှက်၈နာရီတယောက်ချင်းရှင်းဖို့ချိန်ထားတယ်တဲ့နားထောင်လာတဲ့လူတွေကလည်းတင်ထွန်းလိုလူကိုတယောက်ချင်းရှင်းဖို့ချိန်ရင်ရိုးလေလိုပဲလို့တွေးခဲ့ကြတယ်ချိန်တဲ့နေ့ကိုတင်ထွန်းကသူ့ကိုယ်သူယုံကြည်မှုရှိဘာကိုမှဂရုမစိုက်ပဲသွားခဲ့ပါတယ်နောက်2ရက်လောက်အကြာမှာတော့တင်ထွန်းသိပြီဆိုတဲ့သတင်းကထွက်ပေါ်လို့လာခဲ့တယ်ဘလို့ပုံတွေးကြပြီးဘလို့တိုက်ကြခိုက်ကြရင်ဆိုင်ကြတယ်လဲဆိုတာကိုတော့မသိပေမဲ့မနက်6နာရီလောက်ညလေးယုံလမ်းဘေးရင်မြောင်းထဲမှာတင်ထွန်းအလန်းကိုဖျားစုပ်တစ်ခုနဲ့အုပ်ထားတာကိုတွေ့ရပြီးရှင်ဘက်မှာဓာတ်တိုင်ရ2ချက်တွေ့ရတယ်လို့ဆိုပါတယ်တင်ထွန်းအသက်ခံလာရပေမဲ့ကျော်ရှိနာမည်ကတိတ်ပြီးမထွက်သေးပါဘူးနောက်တစ်လလောက်ကြာတော့ကျော်ရှိဘော်ဒါအရင်စိုးဖို့စိုးဘက်တေဘော်တေဘက်အေးချူဆိုတဲ့အလှည့်ရောက်လာခဲ့ပါတယ်ထုံးစံအတိုင်းမိဟေကိုအတောင်တက်ပေးကြသူများဆိုတဲ့ဇလန်းထဲမှာပါနေခဲ့လို့ပေါ့ကျော်ရှင်ကအေးချူကိုဒိုဘီလိုင်းဘက်ကစီပင်သားရမိန်လာကန်သားမှာတယောက်ချင်းရှင်းမှုရချင်းပေးပြန်တယ်အေးချူကတော့တယောက်ထဲမသွားဘူးအဖော်2ယောက်ခေါ်သွားခဲ့ပါတယ်ဒီတစ်ခေါက်လဲမြည်လို့မြည်ပုံလုံးလိုက်ပေမှမသိဆိုသလိုအေးချူလည်းချိန်တဲ့နေ့မှာပဲဓာတ်ချက်နဲ့အသက်ပြောက်သွားရပြန်တယ်တချို့သုံးသက်တာကြတော့ကျော်ရှိဟာထောင်ထဲမှာလက်မယုံကျေးစားလူတက်ကိုင်တစ်ခုနဲ့တိကျွမ်းခင်မင်ခဲ့ရပြီးအဲ့ဒီလူတွေကကျော်ရှိကိုကူညီပေးခဲ့ကြတယ်လို့ဆိုတယ်စောရတက်ပြင်းဆက်ဆန်သူတော်စိန်ဆက်ဆန်ဒိုင်ယာဘောလစ်ဆက်ဆန်ဘယ်နေ့ဘယ်နေရာပဲအချိန်မှာကျိုးလွန်လဲဆိုတာမျိုးရက်ချိန်ပေးပြီးလူတက်ဖို့အတွက်ဆိုတာ3နှစ်တောင်မအောင်တဲ့ကျော်ရှိအုံနောက်ကနေထွက်လာခဲ့တဲ့အကြံမျိုးမဟုတ်တာသိကြနေတာပဲကိုအကြံဉာဏ်ရှိတယ်ပဲထားအောင်ဆိုတေးသေးတက်အကွက်ချကြံစီနိုင်မှုဆိုတာလူအင်အားငွေအင်အားတွေအဆက်အသွယ်တွေအများကြီးလိုအပ်နေတာအတိအသာကြီးပါပဲလူ2ယောက်တက်တယ်လို့ကျော်ရှင်သတင်းထွက်ခဲ့ပေမဲ့အဖမ်းမခံခဲ့ရပါထောင်ထဲကရလာခဲ့တဲ့ဒုစရိုက်လောကအဆက်အသွယ်တွေကြောင့်ရှောင်းတင်းတင်းကြီးတွေတက်လာခဲ့တော့ရဲကသူ့ကိုမဖမ်းနိုင်ခဲ့ပါဘူးမဖမ်းနိုင်အောင်သာမကကျော်ရှင်ကနောက်ထပ်6ယောက်ကိုတတိတတိုင်းထပ်တက်ပြန်တယ်ဟော်ကလားကိုကမာရွတ်ကျွဲကောင်းတီးကန်ပြီးမှဟန်သိန်းကိုဆက်တွင်လန်းအဆုံးမှာလှမင်းကိုနိဗ္ဗာန်ဆက်ဆက်ထဲမှာရုပ်ရှိဆက်ဆက်မဲ့ရက်ချိန်ပေးပြီးတက်ခဲ့တယ်လူကုန်တလောက်ရှိပြီဖြစ်တော့ရှေးရောက်မြလူတက်မှုဖြစ်ပြီးရဲ့အချိန်မှာတော့ကျော်ရှင်ကိုရဲကဖမ်းမိသွားပါတယ်မဖမ်းမိနိုင်လို့လည်းမဖြစ်တော့ဘူးရန်ကုန်တစ်မြို့လုံးကျော်ရှင်ကြောက်6ချားကုန်ရတာကြောင့်ဒုစရိုက်လောကတစ်ခုလုံးလည်းပြောင်းဆန်အောင်အပွေခံထားရပြီးပြီကိုကျော်ရှင်ကိုယုံတင်တော့ကျော်ရှင်ကအားလုံးကိုသူ့လုပ်ခဲ့တာပါဆိုပြီးဝန်ခံပါတယ်တရားသူကြီးကိုလည်းတိတ်ခရူးမဆိုင်ဘူးခဏခဏမချိတင်ခဲ့နဲ့ကဲကွာရှာရှည်မနေနဲ့ထောင်သားမြင်မြန်ချဒီကောင်လေးအခုပြန်ရှင်လာရင်ထပ်တောက်မှဆိုတာကြီးပဲကျင်းဝါလို့နေတယ်တဲ့နောက်ဆုံးတရားသူကြီးကလူတက်မှုတမှုချင်းစီအတွက်အမိန့်ချတဲ့နေ့မှာအမိန့်ကတမှုချင်းစီအတွက်ဖတ်နေတော့ပထမအမှုအတွက်ထောင်ဒဏ်10နှစ်နောက်ဒုတိယအမှုအတွက်10နှစ်တတိယအမှုအတွက်တေတန်းဆိုပြီးမဆုံးနိုင်လောက်အောင်ဥပဒေအကိုးကားတွေနဲ့အမိန့်ဖတ်ပြတာမဆုံးနိုင်လောက်အောင်ဖြစ်နေတဲ့အချိန်ကျော်ရှင်ကငါနာမည်ကျော်ရှင်ကမာယုတ်ကကွာဆိုပြီးလက်ထိတ်တန်းလန်းနဲ့ကလထိုင်ဆွဲပြီးတရားသူကြီးကိုပြေးရိုက်တာနဲ့ရုံရင်ဆန်ခတ်တွေဖြစ်ပြီးအမိန့်ဖတ်တာရက်သွားရတော့တာပါပဲအဲ့ဒီအချိန်ကစပြီးလူတွေကတရားရုံးထဲမှာသူ့အော်ဒါကိုအစွဲပြုပြီးကမာယုတ်ရဲ့လို့နာမည်ပေးကြရကနေကမာယုတ်ဆိုတဲ့နာမည်တွင်လို့သွားတော့တာပါပဲတေတန်းနဲ့အတူထောင်နှစ်ပေါင်းများစွာကြာခံခဲ့ရတဲ့ကျော်ရှိန်ဟာမိုက်ဆာကိုထောင်ထဲလူတက်မှုကျူးလွန်ခြင်းနဲ့အယောင်တင်ခဲ့တာကြောင့်လူတက်မှု2ကြိမ်ထပ်ဖြစ်ပြီးရန်ကုန်လူစိုးလူမိုက်လောကမှာကျော်ရှိန်ခေါ်အငယ်လေးခေါ်ကမာယိုးဆိုပြီးဖိတ်ဖိတ်တုံအောင်ကြောက်ကြရတဲ့ရာဇဝင်လူဆိုးဖြစ်လာခဲ့ပါတယ်ကျော်ရှိန်ဟာကံကောင်းထောက်မှစွာပဲ1988အရေးခင်းကာလမှာတော့အင်းစိန်ထောင်ပေါက်ပြီးထောင်ချေချင်းတက်လာတဲ့အပြင်ကိုရောက်လာခဲ့တယ်။ထောင်ထဲကနေပြင်ပလောဘကိုထောင်ပေါက်ပြီးရောင်တိရောင်အားနဲ့ရောက်လာကြတဲ့သူတွေဟာတစ်ကနေရှိမိုက်ကွန်ကိုတို့မိုက်စေးခွဲကြလေးရှိပါတယ်။အရက်တော့ဆရာမရှိရင်အိမ်စရိတ်ပြက်ရင်အဆရှိသဖြင့်ပေါ့။ကျော်ရှင်ခေါ်ကမာယုတ်ကဒီလိုအတန်လုံးမိုက်စေးခွဲတဲ့လူမိုက်တွေကြားမှာအစွာဆုံးအဆိုးဆုံးဖြစ်လာခဲ့တယ်။စဉ်းစားဉာဏ်နဲ့ရှိတဲ့လူမိုက်တွေကအခုလိုအတန်လုံးမိုက်စေးခွဲပြီးအသက်ဆက်နေမယ်ဆိုရင်တက်ဆုံးမရှိဘူးဆိုတာကောင်းကောင်းကြီးသိတာကြောင့်အဲ့ဒီခေတ်အချိန်ကမှုလိုပေါ်နေတဲ့ဖဲတိုင်းဆဲတိုင်းချင်းတိုင်းစတာတွေမှာပွဲထိန်အဖြစ်မိုက်ကုံလေးနဲ့အင်ရီရနေပြီးခြေကုပ်ယူလို့တီတီငင်းငင်းနေကြပါတယ်ကျော်ရှင်ကတော့အဲ့ဒီလိုမဟုတ်ဘူးအလုတ်ရဲလို့ကိုဘာမှအတီတကြမလုပ်ချင်ပဲအတလုံးမိုက်ကုံနဲ့ပဲမိုက်ကြီးခွဲပြီးလိုချင်တာတောင်းရတာကိုပြောမှွင့်နေခဲ့တယ်ပွဲထိန်လုပ်ရရင်လဲပွဲလာသမျှလူတွေကိုသူ့ချင်တဲ့ကကြက်တွေကြီးမှတ်လို့နေရမို့နိုင်ရှုံရှုံမိုက်ကြီးလိုက်ခွဲနေလေတော့ဒိုင်တွေကသူ့ကိုဖေမြဲအောင်ပေးမထားကြပဲပတ်လွတ်နှင်လွတ်လိုက်တာကြီးကြုံရပါတယ်နောက်ဆုံးမှာတော့ရက်ကတ်တွေကပစ္စည်းတွေကိုလင့်ရင်လစ်တယ်လို့ကိုလုပ်ငန်းလုပ်သူတွေစီကနေခက်တီတီနဲ့ပြောင်းလဲပြီးမိုက်ကြီးခွဲတယ်လို့နဲ့လိန်တယ်လို့လောက်ရကနေအခုလိုရက်ခွက်ထဲကဘော်တေကလား2ယောက်ရဲ့ဆုံးမတာကိုခံရတော့တာပါပဲလူမိုက်တိုင်းလိုဟာ
လုံရဲတာမှတတိမရှိဘူးခံရတာလည်းတတိပဲဆိုတဲ့စကားကိုသူတစ်ပါးကိုလက်ရဲဆက်ရဲရိုင်းနှက်တက်ဖြတ်ရဲမြင်မဲ့ကိုလှုပ်ခဲ့တဲ့ကိစ္စရပ်တစ်ခုအတွက်ပြန်မတုံ့ပြန်နိုင်ခြင်းခံလိုက်ရရင်လေငါလှုပ်ထားလို့ငါခံရတာခံထိုက်ပါတယ်လို့မတွေးနိုင်ပဲကိုခံရမယ့်အလှည့်ကြရင်တော့မယုံကြည်နိုင်လောက်အောင်ကိုတွေးကြောင်တတ်ကြပါတယ်လူမိုက်တွေရဲ့အစိုးဆုံးအရာကစင်ကျင်တုံတရားပါရင်ကျေးတဲ့လူအတိုင်းဝိုင်းနဲ့ကာလရှည်ကြစွာကင်းခွာနေလေးရှိကြတဲ့သူတွေမို့ရုပ်ရှင်တဲ့ဘဝပု္ပ္ပာတွေကိုတော့အဖေထုတ်နိုင်စွာမရှိကြတော့ပဲနှလုံးသားရေးအိမ်တော်ရေးစီးပွားရေးကိစ္စရပ်တွေမှာကျိုးသိကြောင်သိဖြည့်ရှင်းနိုင်မှုအတွက်နှကန်းတစ်လုံးမှနားလည်နိုင်စွာရှိသူတွေမဟုတ်ကြတော့တာပါဒါကြောင့်လေသူတို့နဲ့နီးစပ်မှုအရှိဆုံးသူတွေလည်းရင်လည်းသလိုကျိုးခိုင်ထိန်ချုပ်လို့ထိန်ချုပ်နေတာမှန်းတော့မသိနားမလည်နိုင်ရှာပဲဆွဲထားသမျှကကြားရကုန်ပါတယ်အာရမောနဲ့ညီအကိုဟာဒါတန်လဲနဲ့ကြော်ရှိန်ကိုကမာရုပ်ဖူတာလန်းကနေလှိုင်မြင့်ကန်တာအထိရအောင်ဒရိုတိုက်ဆွဲခေါ်ပြီးသူ့ရဲ့လူမရဇဝင်ကိုကလာကဆက်ဆံမဲ့မြေမြုပ်တကြိုပေးခဲ့ကြပါတယ်ဆရာမင်းတင်ရဲ့တက်ခိုင်စာအုပ်မှာကိုကဖော်ပြထားပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်